မကြီးကိုပြန်တွေ့တဲ့အချိန်မှာတော့သူကခြေချောင်းမမှန်တဲ့ဈေးကုံသည်ရှုဝိုင်ကျင်းနဲ့အိမ်အောင်ကြပြီးရှုမူရန်ဆိုတဲ့သားလေးတယောက်တောင်မွေးဖွားလို့နေပါပြီဒါပေမဲ့ခမေးတော်နဲ့အကိုကြီးကတော့ရှုဝိုင်ကျင်းရဲ့ဂုံပုတ်နှိမ်ပါမှုဟာစူဇန်အိမ်ရဲ့တရားဝင်သမီးကြီးနဲ့မထိုက်တန်ဘူးဆိုပြီးမကြီးကိုအတင်းကျပ်လင်မယားကွာရှင်းခိုင်းခဲ့ကြပါတယ်အဲ့ခမ်းမကြီးထဲမှာခမဲတော်ကကွာရှင်းစာချုပ်ကိုစာပွဲပေါ်ဒေါသတကြီးရိုက်တင်လိုက်ချိန်မှာမကြီးစုမင်းရွဲကတော့ကျမ်းပြင်ပေါ်မှာဒူးထောက်ရင်းလက်ထဲမှာကြားကောင်းကလေးချုပ်ထားတဲ့ကလေးစီးဖက်နှက်လေးတစ်ဖက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားခဲ့ပါတယ်။အဲ့ဒီဖက်နှက်လေးကလက်ဝါးစာလောက်ပဲရှိပြီးသားလေးမူရန်ရဲ့ဖက်နှက်လေးပါခမဲတော်ကတော့မကြီးကိုလှည့်ပင်မကြည့်ပဲချေမတန်တဲ့ဈေးကုံတဲ့တယောက်ကစူဇန်အိမ်ရဲ့တမက်ဖြစ်ဖို့ထိုက်တန်လို့လားဟုအေးဆက်ဆက်အော်ငေါက်လိုက်ပါတယ်။အကိုကြီးကကျမရှိမှလာရက်ပြီးမင်းရွဲကအိမ်ပြန်ရောက်လာပြီဆိုတော့ရှုဝိုင်ကျင်းဘက်မှာလည်းတယောက်ရောက်တော့သွားဆောင်ရှောက်ပေးရမယ်လို့ပြောလိုက်ပါတယ်။စာပွဲပေါ်ကကွာရှင်းစာချုပ်ကိုကြည့်ရင်မကြီးဘက်လှည့်ကြည့်လိုက်တော့သူ့မျက်ဝန်းတွေကညီရဲမှုတောက်လို့နှက်ခမ်းတွေလည်းဖြူလျှော့နေပါတယ်။ရှုဝိုင်ကျင်းရဲ့အမိကိုကြားလိုက်ရတဲ့အခါမကြီးရဲ့လက်ချောင်းလေးတွေရုတ်တရက်တင်းကျပ်သွားပြီးလက်ထဲကဖက်နှက်လေးတောင်ပုံစံပြတ်သွားခဲ့ရပါတယ်။အားရဲ့လေးကိုမခွဲနိုင်ဘူးသူက4 နှစ်ပဲရှိသေးတာညဘက်သမီးမရှိရင်သူကြောက်နေလိမ့်မယ်လို့မကြီးကရှုရှုရှဲရှဲငူယိုရင်းပြောပါတယ်အကိုကြီးကကျမကိုချက်ချင်းလှည့်ကြည့်လိုက်တယ်အဲ့ဒီအကြည့်ကိုကျမအတော်လေးရင်းနှီးနေခဲ့ပါပြီဘဝဟောင်းလုံးကလည်းဒီလိုပါပဲမကြီးကငိုရဲခမဲတော်ကနှုတ်ဆက်နေတယ်အကိုကြီးကစကားဆတဲ့နောက်ဆုံးအနစ်နာခံဖို့တွန်းထုတ်ခံရသူကတော့အမြဲတမ်းကျမပဲဖြစ်ခဲ့ရတာပါအကိုကြီးကအတန်ကိုနှိပ်ပြီးဒါပေမဲ့အဲ့ဒီတုန်းကမင်းရွဲတာနင့်ကိုမကာကွယ်ခဲ့ရင်တောင်သားပြတွေရဲ့ဖမ်းဆီးတာကိုသူခံရမှာမဟုတ်ဘူးအခုသူမူရန်ကိုစိတ်မချနိုင်ဖြစ်နေတာဆိုတော့နင်ပဲသွားယူလိုက်ပါဒါမှသူ့ကိုအသက်တစ်ချောင်းပြန်ဆက်ရရောက်မယ်လို့ပြောလိုက်ပါတယ်မကြီးကရုတ်တရက်ခေါင်းမောကြည့်လာပြီးမျက်ရည်တွေစီးကျလာရင်နဲ့ဝေကနင့်ကိုအတင်းကျပ်ခိုင်းတာမဟုတ်ပါဘူးလို့ပြောပါတယ်တခန်းလုံးတိတ်ဆိတ်သွားပြီးအားလုံးကကျမခေါင်းချင်းပြမှာကိုစောင့်နေကြပါတယ်ဘဝဟောင်းလုံးကတော့ဒီနေရာမှာတင်ကျမခေါင်းချင်းခဲမိတာပါရှုဆန်အိမ်ကိုအိမ်အောင်ပြုတ်ဝင်ရောက်ခဲ့ပြီးမကြီးကိုစားကလေးကိုပြုစုပြိုးထောင်ပေးခဲ့တယ်ရှုဝိုင်ချင်းအတွက်အိမ်အောင်ဦးစီးပေးခဲ့တယ်နောက်ဆုံးမှာတော့ဘသူမှလှည့်မကြည့်တဲ့အယိုးချောက်တစ်ခုအဖြစ်နဲ့ပဲညီကုန်းချုပ်ခဲ့ရတာပါဒီတဘဝမှာတော့ကျမခေါင်းမောလိုက်ပြီးအကိုကြီးမေတော်တက်ရှိထင်ရှားရှိစဉ်ကသမီးအတွက်ဆစ်ဆက်ပေးထားတဲ့မင်္ဂလာကြောင်းရှိခဲ့တယ်လေလို့တိုးရော့တဲ့အတန်နဲ့ပြောလိုက်ပါတယ်အကိုကြီးရဲ့မျက်နှာပြတ်သွားတယ်ကျမကသူ့ကိုစိုက်ကြည့်ရင်တလုံးချင်းစီရှောင်းအိမ်တော်ကအဲ့ဒီမင်္ဂလာကြောင်းကိုအကိုတို့မေ့သွားကြပြီလားလို့မေးလိုက်ပါတယ်သူကလှောင်ရည်ရေမောလိုက်ပြီးရှောင်းခဲလားဟုရီစရာစကားကြားလိုက်ရတယ်လို့မျိုးခမဲတော်ဘက်လှည့်ကြည့်လိုက်ပါတယ်ခမဲတော်သူကတေးသွားတဲ့သူတယောက်ကိုစင်ကြေပေးဖို့တုံးနေသေးတယ်ခမဲတော်ကစာပွဲပေါ်ကကွာရှင်းစာချုပ်ကိုဘေးသို့တွန်းထုတ်လိုက်ပြီးမျက်နှာထားပုံမခတ်ထန်စွာဖြင့်ရှောင်းကြံပြန်မလာတာနှစ်ပေါင်းများစွာကြာပြီးနေဆက်ကနေသူ့အယိုးတောင်ပြန်မရောက်လာခဲ့ဘူးအဲ့ဒီလိုလူမျိုးကိုနင်ပဲချိန်ထိစောင့်နေမှလဲလို့ကြိမ်းမောင်းလိုက်ပါတယ်ကျမ်းပြင်ပေါ်မှာဒူးထောက်နေတဲ့မကြီးရဲ့ရင်ဘတ်ထဲကကြားကောင်းဖက်နှက်လေးကရုတ်တရက်လွတ်ကျသွားခဲ့ပါတယ်သူကတုံရင်နဲ့အလင်းအမြန်ကောက်ယူလိုက်တဲ့ခမဲတော်ကဒါဝမြင်တော့တက်ပြင်းချရင်နဲ့ဝေရှုခွိုင်ချင်းကခြေမတန်ဘူးဆိုပေမဲ့စေဝါအတက်ကိုနားလေတယ်စီးပွားဥစ္စာလည်းအတင်းတရှိတယ်နင်သွားယူလိုက်ရင်ကလေးမွေးစရာမလိုပဲမူရန်ကိုပဲကြည့်ရှုပေးရမှာဆိုတော့အေးအေးဆေးဆေးစံစားရမှာပါလို့ပြောပါတယ်စံစားရမယ်ဟုတ်လားကျမရေတောင်ရဲကျင်သွားခဲ့ပါတယ်ဘဝဟောင်းတုန်းကလည်းသူတို့ဒီလိုပဲပြောခဲ့ကြတာပါပုခတ်မနှက်ခင်ကလေးကစေးဖို့ရှိမှထိုင်ပြီးရှုခွိုင်ချင်းအတွက်စေးကြိုပေးခဲ့ရတာရှုခွိုင်ချင်းညနေပြက်လာရင်အပြစ်ဒဏ်ခတ်ခံရတာလဲကျမပဲမကြီးကအချိန်ရရင်အိမ်ကိုလာလဲပြီးကလေးကိုဖက်လို့ငိုပြတတ်သေးတယ်လူတိုင်းကသူ့ကိုမြစ်တာကြီးမားတဲ့မိခင်ဆိုပြီးချီးကျူးကြပြီးကျမကတော့ကွဲအပ်သွားတဲ့ပကံတွေကိုတင်းစီပေးရသူသူ့အဝတ်စားတွေကိုချုပ်ပေးရသူသူဆုံးပြစ်မသွားနိုင်တယ်လို့ပြန်လေမလာခြင်းနဲ့ဒီအိမ်ကြီးကိုစောင့်ရှောက်ပေးခဲ့ရသူပါနောက်ဆုံးမှာတော့ကျမမှာဘာမှမရှိခဲ့ဘူးကလေးလည်းမရှိခင်မွန်းလည်းမရှိလွတ်မြောက်ရာလမ်းစာဆိုတာလည်းမရှိခဲ့ပါဘူးကျမမကြီးကိုကြည့်လိုက်ပြီးမမကသမီးကိုကယ်ခဲ့တာကိုသမီးတစ်သက်လုံးမှတ်ထားပါမယ်ဒါပေမဲ့သမီးရဲ့ဘဝတစ်ခုလုံးကိုတော့ရင်းနှီးမပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်မကြီးရဲ့မျက်ရည်တွေကပုံမူဒလာဟောစီးကြလာပြီးညဲ့ဝေမကအဲ့ဒီလိုသဘောနဲ့ပြောတာမဟုတ်ပါဘူးလို့ငိုပါတော့တယ်ဒါပေမဲ့သူပုံမိုလေးခမဲတော်နဲ့ကိုကြီးတို့ရဲ့ကျမပေါ်စိုက်ကြည့်တဲ့အကြည့်တွေကပုံမိုအေးဆက်လာလေပါပဲအဲ့ဒီလိုအကြည့်တွေကိုဘဝအောင်လုံးက3 နှစ်လုံးကျမကြည့်ခဲ့ရပြီးပါပြီအဲ့ဒီတုန်းကကျမခေါင်းချင်းခဲမိလို့မင်္ဂလာဝတ်စုံဝတ်ပြီးရှုဆန်အိမ်ကိုဝင်ခဲ့ရတာပါမင်္ဂလာမီးရှုတစ်ဝက်လောက်လောင်ကျွမ်းသွားချိန်ထိရှုခွိုင်ချင်းကကျမရဲ့မျက်နှာဖုံးစွန့်ကိုပင်လာမလန်ပေးခဲ့ပါဘူးသူကဘီတက်ကလာထိုင်ပေါ်မှာထိုင်ရင်ကျမကိုအေးဆက်ကြည့်ကစူဇန်အိမ်ကငါနဲ့မင်းရွဲကိုခွဲထုတ်လိုက်ပြီးအခုအအစားညီမကိုရော်ကြီးအဖြစ်လွတ်လိုက်တာပေါ့စုသခင်မလေးမင်းမရိုးဤသေးပေမဲ့ငါကတော့ရိုးဤနေပြီလို့ပြောခဲ့တာပါ
မင်္ဂလာဦးညမှာကျမတယောက်တည်းမိုးလင်းသည့်အထိထိုင်ခဲ့ရပါတယ်ဒုတိယမြောက်နေ့မှာလက်ဖက်ရည်ကွက်ကိုကင်လိုက်ချိန်မှာရေပြင်ပေါ်မှာသွေးပုတ်တွေလိုအလွှာလိုက်ဖြစ်နေခဲ့ပါတယ်မူရန်ကတကားနောက်မှာပုံနေခဲ့ပြီးကျမစကားမပြောရသေးခင်မှာပဲရှုခွိုင်ချင်းရဲ့ရင်ခွင်ထဲကိုငိုယိုပြီးပြေးဝင်သွားခဲ့ကမင်းကသားရဲ့မိခင်နေရာကိုလူယူထားတာဆိုတော့ဒါတွေကိုခံရမှာပဲလို့ပြောခဲ့တာပါနောက်ပိုင်းမှာတော့မိုးလင်းရင်ဆေးကြိုရတယ်စတိုးဆိုင်စည်ရင်းတွေကိုစစ်ဆေးရတယ်ငူရန်ဖျားနာလို့မျက်နှာတစ်ခုလုံးနေရဲနေချိန်မှာသူ့ကတင်ပေးမှာ3 ရက် 3 ညတိုင်မျက်စိမမိတ်ပဲစောင့်ရှောက်ပေးခဲ့ရပါတယ်စိုက်ကြည့်နေရင်းနဲ့အဖျားကျသွားချိန်မှာသူကကျမရဲ့အင်ဂျီလက်စ်ကိုဆွဲပြီးမေမေလို့တိုးတိုးလေးခေါ်ခဲ့ပါတယ်အဲ့ဒီအခါကျမကဒီအိမ်လေးကိုနှွေးထွေးအောင်လုပ်နိုင်ခဲ့ပြီလို့ထင်ခဲ့မိတာပါဒါပေမဲ့3 နှစ်အကြာမှာတော့နန်းတွင်းကလူတွေရှုဆန်အိမ်ကိုခြေချလာကြပြီးရှုဝိုင်ချင်းရှေမှာဒူးထောက်ကနင်ဝမ်မင်းသားဤသားတော်ဟုခေါ်ဝေါ်ခဲ့ကြပါတယ်ရှုဝိုင်ချင်းကအိုးတယ်ဝတ်စုံကိုလဲလှယ်ဝတ်ဆင်ပြီးမင်းသားဆန်အိမ်သို့ပြောင်းရွှေ့သွားခဲ့ပါတယ်မမကြီးလည်းလာလေလေးရှိလာပြီးအိမ်ခန်းမထဲမှာထိုင်နေချိန်မှာမူရန်ကသူ့ရင်ခွင်ထဲပြေးဝင်သွားခဲ့တဲ့ရှုဝိုင်ချင်းကဘေးမှာရက်နေပြီးသူ့မျက်လုံးထဲမှာကျမမမြင်ဘူးခဲ့တဲ့နူးညံ့မှုတွေပြည့်နှက်နေခဲ့ပါတယ်သူတို့3 ယောက်အတူတူထိုင်နေကြတာကမှတကယ်မိသားစုနဲ့တူနေခဲ့တာပါကျမကတော့အေးဆက်နေတဲ့ဆေးခွက်ကိုကိုင်ရင်တကားပြင်ပမှာရက်နေခဲ့ရပါတယ်။အဲ့ဒီအချိန်ကျမှကျမသဘောပေါက်ခဲ့တာပါ။3 နှလုံးလုံးကျမဆောင်းလျှောက်ခဲ့တာဟာအိမ်မဟုတ်ပဲသူတို့မိသားစုပြန်လဲဆုံစည်းဖို့စောင့်ဆိုင်နေတဲ့အိမ်လူကြီးတစ်လုံးပဲဖြစ်ခဲ့တယ်ဆိုတာပါပဲ။အဲ့ဒီအိမ်လူကြီးထဲမှာကျမလည်းနှွေးထွေးမှုအနှဲငယ်ကိုတိတ်တဆိတ်မျှော်လင့်ခဲ့ပူပါတယ်။ရှုခွိုင်ချင်းနင်ဝမ်မင်းသားဆန်အိမ်သို့ပြန်လဲရောက်ရှိသည့်နေ့မှာအိမ်တော်တစ်ခုလုံးမိထွန်းဖျားပွဲလိုစီကားနေခဲ့ပါတယ်။ကျမကစကြံအောက်မှာရရင်ဘိုက်ကိုလက်နဲ့ဖိထားမိတဲ့အင်ဂျီလက်ထဲမှာတော့ချုပ်လုပ်ထားတဲ့ဖက်နှက်သေးသေးလေးတစ်စုံကိုလှုပ်ဝက်စွာထည့်ထားခဲ့ပါတယ်။သမားတော်ကကျမမှာကိုဝင်ရှိနေပြီလို့ပြောခဲ့တာကြောင့်ဒီသတင်းကိုသူ့ကိုပြောပြချင်ခဲ့တာပါ။ဒါပေမဲ့ဧည့်ခံမပြင်ဘက်ကိုရောက်ချိန်မှာပဲမမကြီးရဲ့ငိုတံကိုကြားလိုက်ရပါတယ်။မမကြီးကစကြံအောက်မှာရက်နေပြီးရှုခွိုင်ချင်းကသူ့လက်ကိုတင်းကျပ်စွာဆုပ်ကင်ထားရင်မင်းမူရန်ကိုလွမ်းနေတာလားငါ့ကိုရောမလွမ်းဘူးလားလို့အတန်တုံနဲ့မေးနေခဲ့တာပါမမကြီးကခေါင်းငုံထားပြီးလက်ကိုယုံမထွက်ခဲ့ပါဘူးလေတိုက်ခတ်သွားချိန်မှာကျမရဲ့အင်ဂျီလက်ထဲကဖက်နှက်လေးကမြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပြီးအနီရောင်ချီမြင်လေးတွေမှာဖုန်ပေသွားခဲ့ပါတယ်ကျမခါးကိုကိုင်းပြီးကောက်ယူလိုက်ကလှည့်ထွက်လာခဲ့ပါတော့တယ်အဲ့ဒီနောက်ပိုင်းမမကြီးကမင်းသားဆန်အိမ်ကိုခက်စိတ်စိတ်လာခဲ့ပါတယ်မူရန်ကလည်းတကားဝမှာနေ့စဉ်စောင့်နေတတ်ပြီးမမကြီးကိုမြင်တာနဲ့ရင်ခွင်ထဲပြေးဝင်သွားတော့တာပါပဲကျမတိုက်တဲ့စီးကိုတော့မတောက်ချင်တော့ပါဘူးတခါကသူကအေးဆက်လွန်းတဲ့မုံတွေကိုစားလို့ချောင်းဆိုးနေတာကြောင့်အေးဆက်တဲ့မုံတွေကိုမစားဖို့တားဆီးလိုက်မိပါတယ်အဲ့ဒီမှာသူကကျမကိုဒေါသတကြီးတွန်းထုတ်လိုက်ပြီးမင်းကငါ့ရဲ့အမေအရင်မှမဟုတ်တာဘာလို့ငါ့ကိုလာကြုတ်ချင်နေတာလဲလို့အော်ဟစ်လိုက်ပါတယ်ကျမခြေထောက်ချော်သွားပြီးခါးကစပွဲထောင်းနဲ့ပြင်းထန်စွာရိုက်မိသွားကသွေးတွေကျန်းပြင်ပေါ်စီးကျသွားခဲ့ပါတယ်။မူရန်မျက်နှာဖြူလျှော့သွားပြီးမင်းကိုမလိုချင်ဘူး။သွားမင်းကိုမလိုချင်ဘူးလို့အော်ဟစ်ခဲ့ပါတယ်။အဲဒီညမှာပဲကျမပိုက်ထဲကပြင်းထန်စွာနာကျင်လာခဲ့ပါတယ်။နိုးလာချိန်မှာတော့အခန်းထဲမှာမီးအိမ်တစ်လုံးပဲထွန်းထားပြီးရှုဝိုင်ချင်းကကတင်ဘေးမှာမျက်နှာထားမဲမှောင်စွာထိုင်နေခဲ့ပါတယ်။ကျမနှုတ်ခမ်းကိုဟားလိုက်ပြီးကလေးရောလို့တပြင်းတိုတိုနဲ့မေးလိုက်ပါတယ်။သူကတပြင်းခတ်ပြင်းပြင်းချလိုက်ပြီးရှည်လျားလာတဲ့တိတ်ဆိတ်မှုအပြီးမှာတော့မရှိတော့ဘူးလို့ပဲပြောခဲ့ပါတယ်။ကျမရဲ့လက်ချောင်းလေးတွေဆောင်းစုံးကိုတင်းကျပ်စွာဆုပ်ကင်လိုက်မိချိန်မှာသူကကြည့်ရမရှိပဲမျက်နှာလွှဲလိုက်ကကလေးမရှိရင်လည်းပြီးတာပါပဲ။မူရန်ကလည်းမင်းရဲ့ကလေးပဲလေလို့အတန်တိုးတိုးနဲ့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကျမှကျမဘာမှမနာကျင်တော့ပါဘူး။ငါရဲ့ဘဝတစ်ခုလုံးမှာသူ့ရဲ့ဇနီးလည်းမဖြစ်ခဲ့ဘူးသလိုဘသူ့ရဲ့မိခင်မှလည်းမဖြစ်ခဲ့ဘူးပါလားဆိုတာကိုသဘောပေါက်လိုက်ရလို့ပါသူတို့မိသားစု3 ယောက်ပြန်လဲဆုံစည်းဖို့အတွက်နင်းကန်စရာအုတ်ချက်တစ်ခုအဖြစ်ပဲကျမအတုံးတော်ခံခဲ့ရတာပါ။ညဲ့ဝေအကိုကြီးရဲ့အေးဆက်ဆက်အော်တန်ကကျမကိုဘဝဟောင်းရဲ့သွေးပြက်စရာကိစ္စတွေတဲကနေပြန်လဲဆွဲထုတ်လိုက်ပါတယ်။မမကြီးကဒူးထောက်နေတော့မဲဖြစ်ပြီးအဲ့ဒီကြားကောင်းဖက်နှက်လေးကိုလက်ဝါးထဲမှာစုပ်ကင်ထားတော့ပါခမဲတော်ကကျမကိုကြည့်ရင်မျက်မှောင်ကျုပ်ကနင်းပဲချိန်ထိတောင်းကျမ်းနေအောင်ပါလဲလို့ကြိမ်းမောင်းလိုက်ပါတယ်။ကျမခေါင်းမောလိုက်ပြီးရှောင်းဟန်တေချာပေါက်သေးပြီလို့ပြောလို့မရသေးဘူးလို့ပြပြလိုက်တာကြောင့်အကိုကြီးကလှောင်ရည်လိုက်ပါတယ်။နေဆက်ကနေနှစ်ပေါင်းများစွာသတင်းမကြားရပဲရှောင်းအိမ်တော်အဟောင်းကြီးပင်ဆက်အိုနေပြီးနင်ကတေသွားတဲ့သူတယောက်ကိုစောင့်နေတာမရေချင်စရာကောင်းဘူးလား။ကျမသူ့ကိုမကြည့်ပဲခမဲတော်ကိုပဲကြည့်လိုက်ပါတယ်။မဲတော်တက်ရှိထင်ရှားရှိစဉ်ကဒီမင်္ဂလာကြောင်းကိုကိုယ်တိုင်ဆစ်ဆက်ပေးခဲ့တာပါ။တန်ရှင်းတဲ့ရှောင်းအိမ်တော်ကလူတွေအသက်ရှင်နေသေးရင်အကိုတို့ကသမီးကိုအခြားသူစီအတင်းကျပ်မင်္ဂလာဆောင်ခိုင်းတာဟာတစ္ဆာဖြတ်တာပါပဲ။ခမဲတော်ကတိတ်ခါကိုအင်မတန်အလေးထားသူဖြစ်တာကြောင့်စာပွဲပေါ်ကလက်ကိုဖြည်းဖြည်းချင်းတင်းကျပ်လိုက်ပါတယ်။မမကြီးကခေါင်းငုံထားပြီးမျက်ရည်တွေကဖက်နှက်လေးပေါ်ကြားရောက်နေခဲ့ပါတယ်။အချိန်တန်ကြာမှခမဲတော်ကစကားဆက်လိုက်ပါတယ်။ကောင်းပြီ
ငါ2လပဲစောင့်မယ်2လကြာတော့မှရှောင်းဟန်ပြန်မလာရင်နင်အေးအေးဆေးဆေးရှုဆန်အိမ်ကိုမင်္ဂလာဆောင်သွားရမယ်အဲ့ဒီမင်္ဂလာကြောင်းကိုထပ်မပြောနဲ့တော့အကိုကြီးကမျက်နှာထားပြက်ပြက်နဲ့ဘာမှမပြောတော့သလိုမမကြီးကလည်းမျက်ဝန်းတွေညီရဲနေခဲ့ပါတယ်ခမဲတော်နဲ့အကိုကြီးကိုမခက်ခဲပါစေနဲ့လို့ပြောပေမဲ့သူ့ရဲ့မျက်ရည်တွေကတော့ပုံမူမြန်ဆန်စွာကျဆင်းနေခဲ့ပါတယ်ကျမသူတို့ကိုကြည့်ရင်မရေနိုင်တော့ပါဘူးသူတို့ကကျမစောင့်တာကိုသဘောတူတာမဟုတ်ပဲကျမကံကြမ္မာကိုလက်ခံလိုက်မှာကိုပဲစောင့်နေကြတာဆိုတာကိုကျမသိနေခဲ့လို့ပါဒုတိယမြောက်နေ့မနက်ပိုင်းမှာတော့အကိုကြီးကထုတ်ပိုးထားတဲ့အထုပ်တစ်ထုပ်ကိုကျမရှိပို့ခိုင်းလိုက်ပါတယ်အထုပ်ကိုဖွင့်ကြည့်လိုက်တော့ကလေးအဝတ်စားချိုးနဲ့တေချာကျုပ်လုပ်ထားတဲ့ဖက်နှက်ပျော်လေးတစ်စုံကိုတွေးလိုက်ရပါတယ်ချုပ်ရိုးချုပ်သားတွေကတေချာလှပြီးမမကြီးကိုယ်တိုင်ချုပ်ထားတာပါသူကစင်ကြံအောက်မှာရက်နေပြီးမျက်ဝန်းတွေညီရဲနေစေဖြစ်ကကျမကြည့်လိုက်တော့ချက်ချင်းခေါင်းငုံသွားခဲ့ပါတယ်အကိုကြီးကအထုပ်ကိုကျမဘက်တွန်းပေးရင်ရှုဆန်အိမ်ကိုပို့ပေးလိုက်လို့ပြောပါတယ်ကျမမယူခဲ့ပါဘူးအကိုကြီးကမျက်မှောင်ကျုပ်ကမင်းရွဲကကွာရှင်းထားတာဆိုတော့သွားရတာမသင့်တော်ဘူးမူရန်ကမနေ့ကတညလုံးငိုနေတာနင်ကသူ့ရဲ့အတော်ပဲသွားပြီးချော့မော့ပေးရမှာပေါ့လို့ပြောပါတယ်ကျမအဲ့ဒီဖက်နှက်လေးကိုကြည့်ရင်ရေစရာကောင်းလာတယ်လို့ခံစားလိုက်ရပါတယ်သမီးကသူ့ရဲ့အမေမဟုတ်တာစကားဆုံးဒီနဲ့အကိုကြီးကကျမရဲ့ပါးကိုဖြန်းခနဲ့ရိုက်နှက်လိုက်ပါတယ်ပါးပြင်မှာပူဆက်ပူတောင်ဖြစ်သွားခဲ့ပါတယ်မမကြီးကရုတ်တရက်အော်ဟစ်လိုက်ပြီးနဲ့ဝေးအဲ့ဒီတုန်းကတောင်သားပြတွေဖမ်းဆီးသွားတာနင်ဖြစ်တင်တာကိုမမေ့ပါနဲ့ကျမခါးကိုကိုင်းပြီးမြေပြင်ပေါ်လွတ်ကျသွားတဲ့အထုပ်ကိုရင်ခွင်ထဲပွေ့ဖက်လိုက်ပါတယ်မမကြီးကရှုရှုရှဲရှဲနဲ့နေမူရဲရဲ့အခြေအနေကိုပဲသွားကြည့်ပေးပါလို့ပြောပါတယ်ကျမလှည့်မကြည့်ခဲ့ပါဘူးနိုင်ဝအဲ့ကြမှာတော့ရှုဆန်အိမ်ရဲ့တကားဝမှာကျမရက်နေခဲ့ပါတယ်အိမ်ဆောင်ကစူဆန်အိမ်ရဲ့ယထာလုံးကိုမြင်တာနဲ့မျက်နှာထားချက်ချင်းပြတ်သွားခဲ့ပါတယ်အိတ်ခမ်းမရဲရောက်သည့်နေ့ပကံလုံးအချို့ကျမခြေထောက်ဘေးကိုလွင့်စင်ကျလာခဲ့ပါတယ်ကျမမျက်လုံးကိုမောကြည့်လိုက်တော့ရှုဝိုင်ချင်းကခမ်းမအလယ်မှာထိုင်နေပြီးပေါင်ပေါ်မှာဆောင်းပါးလေးခြုံထားကလက်ချောင်းလေးတွေနဲ့စေးလုံးတစ်လုံးကိုဖြည်းဖြည်းချင်းပုတ်တက်နေခဲ့ပါတယ်ပကံလုံးတွေကွဲအပ်သွားပြီးကလေးကငိုလို့အတန်တောင်ဝင်နေခဲ့ပြီဖြစ်ပေမဲ့သူကတော့မျက်တောင်တစ်ချက်တောင်မခတ်ခဲ့ပါဘူးကျမကွဲအပ်နေတဲ့ပကံစတွေပေါ်နင်းလျှောက်ပြီးအထုပ်ကိုစပွဲပေါ်တင်လိုက်ပါတယ်ဒါမှမကမူရန်အတွက်လုပ်ပေးထားတဲ့အဝတ်စားနဲ့ဖက်နှက်တွေပါရှုခွိုင်ချင်းကစပွဲပေါ်ကအထုပ်ကိုကြည့်လိုက်ပြီးကွာရှင်းပြီးပြီဆိုမှတော့အဲ့ဓာတွေကိုပို့เสียမလို့တော့ဘူးလို့အေးဆက်ဆက်ပြောပါတယ်။ဒါပေမဲ့ရှုမူရန်ကပြေးဝင်လာပြီးအထုပ်ကိုတင်းကျပ်စွာပွေ့ဖက်လိုက်ကမယူသွားနဲ့။ဒါမေမေပေးတာလို့ငိုယိုရင်းအော်ဟစ်လိုက်ပါတယ်။စူဆန်အိမ်ကငါ့ကိုဒုက္ခိတဂုံပုံနှိမ်ပါတယ်လို့ဆက်ဆုပ်ခဲ့ပြီးအခုမှဘာလို့ဟန်ဆောင်နေတာလဲ။ကျမရှင်းပြခြင်းပေမဲ့ရှုဝိုင်ချင်းကလက်ရန်ကိုအမိပြုတ်ပြီးထွက်လိုက်ပါတယ်သူ့ရဲ့ညာဘက်ခြေထောက်ကမြေပေါ်ကျချိန်မှာအနှဲငယ်ရိမ့်ရိုင်သွားခဲ့ပြီးအလွန်နှေးကွေးစွာရှောင်လန်းလာခဲ့ပါတယ်အကွာဝေးတိုင်းမှာဒေါသတွေကိုဖိနှိပ်ထားသလိုပါပဲသူကျမရှိမှရက်လိုက်ပြီးကျမဝတ်ထားတဲ့ပန်းရောင်ဝတ်စုံကိုကြည့်လိုက်ပါတယ်စူသခင်မလေးမင်းရဲ့အမနဲ့တူအောင်ဝတ်ဆင်စရာမလိုပါဘူးမင်းဘလောက်ပဲတူအောင်ဝတ်မင်းကသူမှမဟုတ်တာကျမအင်ဂျီစာကိုခေါင်းလုံးကြည့်လိုက်ပါတယ်ပန်းရောင်ပင်စီပင်ရန်ပုံစံချီထိုးထားတဲ့ဒီဝတ်စုံဟာမထွက်ခွာမီကအကိုကြီးကအစီကံမလေးကိုအတင်းကျပ်ဝတ်ဆင်ခိုင်းခဲ့တာပါမမကြီးကပန်းရောင်ကိုအနှစ်သက်ဆုံးဖြစ်တာကြောင့်သူတို့ကကျမဝတ်ဆင်ရမယ့်အရာကိုတောင်စီစဉ်ပြီးသားဖြစ်နေခဲ့တာပါကျမကိုမမကြီးနဲ့တူအောင်လုပ်ခိုင်းပြီးသူတို့ရဲ့အရှက်ရမှုကိုအစားထိုးခိုင်းခဲ့တာပါရှုဆန်အိမ်ရဲ့အိတ်ခမ်းမထဲမှာရက်နေရင်ပပြစ်မှာလဲနာကျင်နေစေအင်ဂျီစာမှာလဲစံပြုတ်ပူတွေပေးကျန်နေစေဖြစ်ပါတယ်။စူဆန်အိမ်ကနေရှုဆန်အိမ်ထိဘသူမှကျမနာကျင်တာကိုဂရုမစိုက်ကြပါဘူး။ကျမအထုပ်အလုပ်ကိုပွေးဖက်ပြီးအိမ်ပြန်ရောက်ချိန်မှာမမကြီးကအိမ်ရှိမှာစောင့်နေခဲ့ပါတယ်။သူကျမကိုမြင်တာနဲ့အလျင်မြန်ပြေးလာပြီးမူရန့်ဘလို့နေလဲလို့မေးရင်ကျမရဲ့အင်ဂျီလက်စ်ကိုတင်းကျပ်စွာဆုပ်ကင်လိုက်ပါတယ်။သူပိန်သွားလား။ငိုသလား။မမအကြောင်းမေးသေးလား။ကျမသူ့ရဲ့လက်ကိုကြည့်ရင်ငိုတယ်လို့ဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။မမကြီးရဲ့ခန္ဓာကိုယ်ရိမ့်ရိုင်သွားခဲ့ပါတယ်။ကျမဆက်ပြီးသူကမမကိုပဲလီလိုချင်တာအတော်ကိုမလိုချင်ဘူးတဲ့။မမကြီးရဲ့မျက်ရည်တွေချက်ချင်းပေါက်ပေါက်ကျလာပြီးဒါဆိုသူမှုကောင်းကောင်းစားရဲ့လားမမလှုပ်ပေးတဲ့ဖက်နှက်ကိုကောင်းကောင်းစီးရဲ့လား။ရှုခွိုင်ချင်းကရောသူ့ကိုနှိမ်ချသေးလား။ကျမဘသူ့ကိုမှမဖုံးကွယ်ပေးခဲ့ပါဘူး။သူမလှုပ်ပေးတဲ့အဝတ်စားကိုဖတ်ထားပြီးမလွတ်ဘူး။သမီးကမမရဲ့နေရာကိုလူယူတယ်ဆိုပြီးတော့လဲဆဲဆိုတယ်။မမကြီးရဲ့မျက်နှာဖြူလျော့သွားပြီးတကားပေါင်ကိုမှီလိုက်ရပါတယ်။အဲ့ဒီနောက်ရုတ်တရက်ကျမရှိမှဒူးထောက်ချလိုက်ပါတယ်။ကြောက်ပြားမြေပြင်ကအေးဆက်လာတာကြောင့်သူ့ဒူးကောင်းကြရောက်ချိန်မှာအတန်ကျဲကျဲထွက်ပေါ်သွားခဲ့ပါတယ်။ငဲဝေမမတောင်းပန်ပါတယ်နေမဲသွားယူလိုက်ပါတော့ရှုဝိုင်ချင်းကမမကိုမုန်းတယ်မူရန်ကလည်းမမနဲ့မခွဲနိုင်ဘူးနင်သွားယူမှပဲသူတို့စူဆန်အိမ်နဲ့ရှုဆန်အိမ်ကြားမှာဒုက္ခမရောက်ကြတော့မှအားရဲ့လေးမှာမေမေမရှိလို့မဖြစ်ဘူးလေမမသားမအမေရှိပါတယ်သူချစ်တဲ့အမေကမမပါပဲ
မမကြီးရဲ့မျက်နှာကစက်ကူလိုဖြူရော့နေခဲ့ပါတယ်။သူမသိတာမဟုတ်ပဲပြန်မသွားရဲတာပါခမဲတော်ကသူ့အတွက်အန်ကောဆန်အိမ်တော်နဲ့မင်္ဂလာကြောင်းစီစဉ်ပေးထားခဲ့တာပါ။အန်ကောဆန်အိမ်တော်ကသားတော်ကမမကြီးအိမ်အောင်ကြောက်ဘူးတာကိုမပြစ်ပယ်ပေမဲ့ရှေးခင်ဘုန်းနဲ့တန်ရောစင်မပြတ်တာကိုတော့လက်မခံနိုင်ပါဘူး။မမကြီးကမူရန့်ကိုလည်းမခွဲနိုင်သလိုမင်္ဂလာကြောင်းတစ်ကိုလည်းမစွန့်လွတ်နိုင်ပါဘူး။ဒါကြောင့်နောက်ဆုံးမှာအနစ်နာခံဖို့တွန်းထုတ်ခံရသူကတော့ကျမပဲဖြစ်ခဲ့ရပြန်ပါတယ်။နင်တို့ဘာလုပ်နေကြတာလဲ။ကျမ်းပြင်ပေါ်မှာဒူးထောက်နေတဲ့မမကြီးရဲ့ပခုံးလေးတွေတုံရင်သွားပြီးမျက်ရည်တွေပုံမူစီးကျလာခဲ့ပါတယ်။အကိုကြီးကအလင်းအမြန်ပြေးလာပြီးမမကြီးရဲ့မျက်နှာကိုမြင်တော့မျက်နှာထားမဲမှောင်သွားခဲ့ပါတယ်။သူကျမကိုဘာဖြစ်လဲမမေးပဲမမကြီးကိုပကံပြားလေးလိုထိခိုက်မိမှကြောက်နေတယ်လို့မျိုးအตาအရာတွန်းထူပေးလိုက်ပါတယ်။မင်းရွက်နင့်ခန္ဓာကိုယ်ကအားနေပါတယ်ဆိုဘာလို့သူ့ရှေ့မှာဒူးထောက်နေရတာလဲ။သမီးကသူ့ကိုဒူးထောက်ခိုင်းတာမဟုတ်ပါဘူး။အကိုကြီးကကျမကိုအေးဆက်ဆက်ကြည့်ကနင်သာနားမလဲရင်သူကဘာလို့နင့်ကိုတောင်းပန်နေရမှာလဲမမကြီးကငွေရင်းအကိုကြီးရဲ့အင်ဂျီလက်စကိုဆွဲကအကိုကြီးမျက်ဝေကိုမပြစ်ဖိပါနဲ့ညီမလေးမကောင်းလို့ပါလို့ပြောပါတယ်သူဒီလိုပြောလေအကိုကြီးရဲ့ကျမအပေါ်စိုက်ကြည့်တဲ့အကြီးကပုံမအေးဆက်လာလေပါပဲကျမလက်ထဲကအထုပ်အလုတ်ကိုတင်းကျပ်စွာစုပ်ကင်လိုက်မိပါတယ်အကိုကြီးသမီးနဲ့မမကအကိုရဲ့ညီမလေးတွေကြီးပါပဲအကိုကြီးကရှုဝိုင်ချင်းကိုစူဆန်အိမ်ရဲ့တမက်အဖြစ်မထိုက်တန်ဘူးဆိုပြီးမမရဲ့မင်္ဂလာကြောင်းကိုဖျက်ဆီးခဲ့တယ်မမကကလေးကိုမခွဲနိုင်တော့အကိုကြီးကသမီးကိုအတင်းကျပ်သွားယူခိုင်းတယ်ဘာလို့လဲလိန်ကြီးလေးတိုက်ခတ်သွားချိန်မှာမမကြီးရဲ့ငိုတန်ခဏမျှရက်တန့်သွားခဲ့ပါတယ်ကျမအကိုကြီးကိုစိုက်ကြည့်ရင်တလုံးချင်းစီမေးလိုက်ပါတယ်ဘာလို့အကိုကြီးကရှုဝိုင်ချင်းနဲ့မမကိုခွဲထုတ်ပြီးသမီးကိုပဲထည့်ပေးချင်နေရတာလဲအကိုကြီးကတိတ်ဆိတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူကဟန်မဆောင်ကျင်တော့တလို့ပါပဲမမကြီးကိုတွန်းထူရင်းကျမမျက်နှာကိုကြည့်ကအတန်တိုးတိုးနဲ့အေးဆက်စွာပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့မင်းကစူဆန်အိမ်ရဲ့တရားဝင်သမီးမဟုတ်လို့ပဲ။ကျမရဲ့ရင်ဘတ်ထဲကအရာတစ်ခုခုပောက်ကွဲထွက်သွားသလိုခံစားလိုက်ရပါတယ်။ဟိုးရခင်ကနှွေးထွေးတဲ့စူဆန်မှုတစ်ခုကိုအကိုကြီးကမယုံနိုင်စရာကာကွယ်ပေးခဲ့ဘူးတာကြောင့်ကျမလည်းစူဆန်အိမ်ရဲ့သမီးရင်းတယောက်ပါပဲလို့ထင်ခဲ့မိတာပါအခုမှပဲမမကြီးရဲ့ဘဝကဘဝဖြစ်ပြီးကျမရဲ့ဘဝကတော့သူတို့ရဲ့အပေါက်တွေကိုပိတ်ဖို့အသုံးတော်ခံစရာပစ္စည်းတစ်ခုပဲဖြစ်ခဲ့တယ်ဆိုတာသဘောပေါက်လိုက်ရပါတော့တယ်ကျမမငိုခဲ့ပါဘူးဘဝဟောင်းကိုပြန်လည်ရရှိခဲ့တဲ့ဒီတစ်ချိန်မှာတော့ဒီစကားကိုတဲတဲကွဲကွဲကြားလိုက်ရပါပြီခမဲတော်အိမ်ပြန်ရောက်ချိန်မှာအကိုကြီးကစာကြည့်လိုက်ထဲမှာတိုင်ကြားနေခဲ့ပါတယ်ကျမအထဲဝင်သွားချိန်မှာပဲခမဲတော်ကစာပွဲပေါ်ဒေါသတကြီးရိုက်တင်လိုက်တန်ကိုကြားလိုက်ရပါတယ်နောက်လ10 ရက်နေ့စာပွဲပေါ်ကလက်ဖက်ရည်ခွဲလှုပ်ခါသွားပြီးရေရီရှန်ကျလာခဲ့ပါတယ်ခမဲတော်ကကျမကိုကြည့်ရင်ညင်းပယ်လို့မရတဲ့အတန်နဲ့မင်္ဂလာရက်ကိုနောက်လ10 ရက်နေ့တတ်မှတ်လိုက်ပြီးနင်းပြင်ဆင်စရာရှိတာပြင်ဆင်ပြီးရှုဆန်အိမ်ကိုမင်္ဂလာဆောင်သွားပါလို့အမိန့်ပေးလိုက်ပါတယ်ကျမတကားဝမှာရက်နေပြီးမလှုပ်ရှားခဲ့ပါဘူးသမီးမသဘောတူဘူးအပိုင်း9ခမဲတော်မျက်နှာထားပြတ်သွားတယ်မိုင်မဲလှချီလားအကိုကြီးကဘေးမှာရက်ရင်အေးဆက်ဆက်နဲ့ခမဲတော်အစကတည်းကဒီလိုလှုပ်တင်တာပါသူကအခုသေးသွားတဲ့သူရဲ့မင်္ဂလာကြောင်းကိုအကြောင်းပြပြီးမင်းရွက်ကိုတောင်ဒူးထောက်ခိုင်းရဲနေပြီမမကြီးကစကရင်နောက်မှာထိုင်ရင်အတန်တိုးတိုးလေးရှူရှူရှဲရှဲငိုနေခဲ့ပါတယ်နင်းအမကတနာစရာကောင်းပါတယ်အန်ကောဆန်အိမ်တော်ကသူ့ကိုလက်ထက်ချင်နေချိန်မှာနင်းကသူ့ရဲ့အနာဂတ်ကိုဖျက်ဆီးရင်စူဆန်အိမ်ကနင်းကိုခွင့်လို့မှာမဟုတ်ဘူးကျမကောင်းမွန်လိုက်ပြီးဒါဆိုရှောင်းဟန်ရောခမဲတော်ကအင်ဂျီလက်ထဲကစစ်တပ်စရင်တစ်ခုကိုထုတ်ယူပြီးကျမခြေထောက်ဘေးကိုပြစ်ချလိုက်ပါတယ်စာရွက်တွေလွင့်စင်သွားပြီးနာမည်တွေအများကြီးပါဝင်နေခဲ့ပါတယ်ငါလူလွတ်စစ်ဆေးပြီးပြီ